ဒါဆိုတော့မင်္ဂလာဈေးကိုရောက်လာပြီနော်သူကမင်္ဂလာဈေးမှာတော့တရားတွေဖွင့်နေတယ်နော်โอเคဆက်ပြီးတော့လိုက်ကြအောင်သူကဒီမှာဘာလဲဆိုတော့ဒီမှာမင်္ဂလာဈေးကနောက်ထပ်အသစ်တိုးရှဲတဲ့ဟာကိုနော်စောင့်နေရမှာနော်ဟုတ်ကဲ့ဒီမှာတော့ကျွန်တော်တို့ကကန်တော်ကြီးဓာတ်ကိုလမ်းမြင်ရပြီဖြစ်ပါတယ်နော်ဒီဘက်ကိုရှိုးလိုက်မယ်ဆိုโอเคဟုတ်တောင်းပါပါနော်မြင်နေရတဲ့ဟာတော့ဟိုကမီးပွိုင်းအဲ့တော့ကန်တော်ကြီးဓာတ်မီးပွိုင်းဖြစ်ပါတယ်သူဆိုရင်တော့အဲ့ဘက်ကိုတောင်းမှဖြစ်ပါတယ်နော်အဲ့ဘက်ကိုသွားမယ်နော်ဒီဘက်ကတော့ဒါကတော့ဟိုဘာခေါ်မလဲဒါမင်္ဂလာဈေးပါပဲเนาะမင်္ဂလာဈေးဒီဘက်ကအဆောက်အုံအသစ်ဆောက်နေတာเนาะဒီဘက်ကတော့မင်္ဂလာဈေးအဟောင်းကြီးပေါ့เนาะအဲ့တော့အခုကတော့ကျွန်တော်တို့ကကန်တော်ကြီးဘက်ကိုတောင်းအောင်ဖြစ်တယ်ကန်တော်ကြီးဘက်ကိုပဲတောင်းမယ်โอเคအဲ့ဒါလမ်းကြည့်ပြီးတော့ကျွန်တော်တို့တစ်ချက်ကူးမှာပဲဖြစ်ပါတယ်ဒီဘက်ကိုသွားမယ်ပေါ့เนาะโอเคအဲဆိုကျွန်တော်တို့အခုကန်တော်ကြီးဘက်ကိုသွားတာပေါ့နော်မင်္ဂလာဈေးနဲ့ဘေးကရက်ဖြစ်တဲ့အတွက်မင်္ဂလာဈေးဘေးနားကိုတော့ရောက်ပြီဖြစ်တယ်ဘေးကလမ်းကူးရင်တော့ကျွန်တော်တို့ဘူယိုရယူမကူးနဲ့နော်အနေများလို့ပြောတာโอเคအဲဆိုတော့ကျွန်တော်တို့ကန်တော်ကြီးတောင်းလာကိုရောက်လာနော်နောက်မှတွေ့တဲ့အတိုင်းပါပဲ ATV တချင်းဝင်ဆိုလိုက်ရမယ်နော်ဝင်ဆိုလိုက်လို့ရရင်နော်မင်္ဂလာဈေးမှာ ATV ရှိနေတယ်နော်โอเคအဲဆိုကျွန်တော်တို့ချက်လောက်ဆက်သွားလိုက်ကြအောင်ဗျာโอเคခုဆိုလို့ရှိရင်တော့ကျွန်တော်တို့ကန်တော်ကြီးတောင်းရောက်လာပြီပေါ့နော်ဒါကတော့ကန်တော်ကြီးတောင်းဖြစ်ပါတယ်ကန်တော်ကြီးဟိုဘက်ရှမ်းမှာပေါ့နော်ဒါတို့အားကစားလုပ်တဲ့လူတွေများတာပေါ့နော်အဲကျွန်တော်ဟိုဘက်လမ်းကိုတစ်ချက်ကူးပါမယ်ဟိုကားလေးတစ်ချက်ကြည့်လိုက်မယ်โอเคကျွန်တော်လမ်းကူးပါမယ်ကူးစရင်နော်လမ်းကူးလို့ကူးစရင်ဘာလို့ကူးလဲโอเคဒီဘက်မှာတော့ကျွန်တော်တို့အားကစားလုပ်တဲ့လူတွေကပို့ပြီးတော့များတယ်ဘာလဲဆိုတော့သူတို့ကဒီချိန်မှာထပြီးတော့အလုပ်လုပ်ကြဒီချိန်ဆိုတင့်တော်ဆုံးချိန်လေးဖြစ်သွားပြီဆိုတော့လေဟုတ်ကတော့ဘာဖြစ်လဲဆိုတော့ခဏကြီးခွဲလောက်ဆိုတော့များလူတွေကအားကစားလုပ်ကြတယ်ခဏကြီးခွဲမရောက်သေးလို့ဆိုတော့သိအားကစားမလုပ်ကြနော်ကိုရီးယားခုမှသွားတယ်တချို့လူတွေကလည်းပြန်နေကြတယ်ရှိတယ်နော်အဲ့တော့ရှယ်လောက်လိုက်ခဲ့ပြီးကြအောင်တော့ဆက်သွားမယ်နော်ကျွန်တော်ဒီထဲမှာညာတော့ပြန်တရုတ်တွေလေးချင်အောင်လုပ်ကြတာကိုတွေ့ရတယ်နော်ပြန်တာတော့အဲ့လိုမတွေ့ရဘူးအဲဆိုသူများတွေကပြန်အောင်လာပြီနော်ကျွန်တော်ခုမှသွားတယ်โอเคအဲ့တော့ let's go ဆက်သွားလိုက်ကြအောင်ဗျာရှေ့ကိုရှက်လဲပြပေးမယ်โอเคဒီဘက်မှာတော့လမ်းလျှောက်တဲ့လူတွေကအရင်ကြီးတော့များနေတော့မဟုတ်ဘူးဘေးမှာတော့စပိန်နေတယ်ပြီးတဲ့လူကလည်းပြေးစပိန်စီးတဲ့လူကလည်းစီးပေါ့နော်ဒီလိုလေးရရှိကြတယ်အများကြီးတော့မဟုတ်ပါဘူးမက်ခင်ဆိုဘာပဲဖြစ်ဖြစ်ကျမ်းမာရေးချင်းကလောက်တာတော့ကျွန်တော်အားပေးပါတယ်โอเคဆက်သွားလိုက်ကြအောင်ဗျာကျွန်တော်အိတ်တောင်းရောက်အောင်တဲ့အထိဆက်သွားလိုက်ကြတာပေါ့အဲဒါတော့ကျွန်တော်ကန်တာယာစင်တာကိုရောက်ပြီပေါ့နော်ကန်တာယာစင်တာကိုရောက်ပြီဆိုရင်တော့ဒါကန်တော်ကြီးတဲ့ကိုပြန်ပြီးတော့ဝင်လို့ရပြီဟောလဲဆိုတော့ဒါကန်တာယာစင်တာဒီပေါ့နော်ဒီထဲမှာလဲကော်ဖီဘာညာတောက်
စားတစ်ခုစားပြီးတော့နားလို့ရတယ်ပေါ့နော်ဒါပေမဲ့ဒီချိန်ဖွင့်မလားတော့မသိသေးဘူးကျွန်တော်တစ်ခေါက်မှမဟုတ်ဘူးကတော့ကျွန်တော်ကန်တော်ကြီးထဲကိုရောက်နော်ဟောကန်တော်ကြီးထဲကိုရောက်ပြီဆိုကန်တော်ကြီးပြေးသွားနေတယ်လူကြီးအများကြီးပဲအဲ့တော့ကျွန်တော်လည်းပြေးမယ်ပေါ့ Ya ke jalan. ပါ โอเคဒီကနေ့ဆိုရင်တော့ကျွန်တော်လမ်းလျှောက်တဲ့သူတွေတော့များကြတယ်နော်โอเคကျွန်တော်အခုဆိုရင်များသောအားဖြင့်တော့လမ်းလျှောက်နေကြပါတယ်နော်ဒီထဲမှာရှိတဲ့သူတွေများအလုံးကြောင်ပဲကြီးဘာဖြစ်အလုံးမတော်ခင်လေးပဲဖြစ်ဖြစ်သူတို့ကလမ်းလျှောက်လာကြတယ်နော်โอเคခုဆိုရင်တော့ဒီဘက်မှာကျွန်တော်ကန်တော်ကြီးတွေကိုဝင်လို့ရတယ်စားတော့ဆိုင်လေးဒီဘက်မှာရှိတယ်နော်အဲဒီကစားတော့ဆိုင်လေးတွေနော်ဒီဘက်မှာကန်တော်ကြီးထဲကကျွန်တော်ဒီဘက်ရှမ်းမှာနော်အဲ့ထဲကဒီမှာကျွန်တော်ကရဝိတ်ကိုမြင်ရတဲ့အနေထားဟာဒီမှာနခင်စောစီဗျာကရဝိတ်လေးကိုမြင်ပြီးတော့နော်ဒီကောင်းလေးတန်းလေးရှူကျမကြီးလေးကြီးကလည်းလုပ်တယ်ဘလောက်မိုင်းနော်โอเคအဲ့ let's go ကျွန်တော်နဲ့အတူတူဟုတ်ပါပြီပကံလုံးကျုံးတီတစ်ချက်သွားမယ်နော်ပြောပြတာပြောပြတယ် โอเคဒါဆိုတို့ကံလုံးကျုံးမဲ့ကိုချက်သွားမယ်ချက်တော့လိုက်ခဲ့ပြအောင်ပြေးလိုက်ရင်တော့လှုပ်ပါโอเคပြီးတော့နည်းနည်းပါတော့ပြေးလိုက်များသောအားဖြင့်ကျွန်တော်ဒီနားမှာပဲလေးချင်ကန်လုပ်တယ်ပေါ့ဒါပေမဲ့အခုကတော့အားလုံးပြမှာဖြစ်တဲ့အတွက်ကျွန်တော်ဟိုဘက်ပကံလုံးကျုံးဘက်စီကိုခေါ်လာပကံလုံးကျုံးဘက်မှာဆိုလို့ရှိရင်သူတို့ကအရှင်းဖွင့်ပြီးကနေကြတယ်ပါလိရှိတယ်နော်အဲကြောင့်မို့အဲ့ဒါကိုတစ်ချက်ပြဖို့ကျွန်တော်ခေါ်လာမှာဖြစ်တယ် Okay let's go ရှင်းအောင်ပြေးကြမယ် Okay ပြေးဖို့လီချင်းကန်ဆိုတာဒါမျိုးလုံးမပြေးဖို့လီချင်းကန်ဖြစ်တာဖြစ်တဲ့အတွက်နည်းနည်းတော့ပြေးရပါဟုတ်တယ်နည်းနည်းတော့ပြေးရမှာပေါ့ Okay အောက်မှာလည်းကြမ်းပေါက်တွေကကျွန်းနေရရှိတယ်အဲ့တော့တတိထားမယ် ငါမြင်လေ Okay ဟိုရှိโอเคအဲ့တော့လောဆယ်တော့ဘာဖြစ်လဲဆိုတော့မောတော့မောပါလောဆယ်ကန်တော်ကြီးထောင်းအောင်တော့ရောက်ပြီနောက်မှဆိုတို့ကျွန်တော်ကြီးနဲ့မြင်းရှင်းဆိုင်လောက်ရောက်နေပြီနော်โอเคဒီဘက်မှာလည်းဘာလေးရှိလဲဆိုတော့ချက်တော့ကြည့်လိုက်ကြအောင်လောဆယ်တော့မောနေလို့အတန်းနေတုံးနေမယ်နော်โอเคဒါချက်တော့ကြည့်လိုက်ကြအောင်ဒီမှာကျတော့ရိုးရိုးလေးလေ့ကျင့်ခန်းလေးလုပ်လို့လည်းရတယ်ဟာဖူးရိုးလေးကိုတစ်ချက်ရိုက်ပြနော်ဘာလဲဆိုတော့ဒီမှာကျွန်တော်လည်းကရော်ရီနဲ့မှာအနည်းဆုံးရောက်နေပြီနော်အနည်းဆုံးဆိုတော့လေကျွန်တော်လည်းနီးနေရတော့မဟုတ်ရေကူးသွားမှပဲအထဲထဲကိုရောက်နော်ဒီမှာကရော်ရီလေးနော်ဟုတ်မှာတော့ကျွန်တော်တို့ဝီကြောင်စရုပ်တုဘက်ကနေပြီးတော့ဝင်လို့ရတယ်ဟိုအပေါက်ပေါ့နော်ဟုတ်ကဲ့ဟိုကတော့မြူတွေနည်းနည်းကျနေတဲ့အတွက်အရင်တော့မရှင်းဘူးနော်ဟိုဘက်မှာတော့ဟုတ်ဘက်မှာလေနော်အားလုံးကသူကနေသူကနေကြတယ်နော်
ဟုတ်ပဲမှာဆိုလေဒီနေ့ကနေကြရှိတယ် let's go အဲ့တော့တစ်ချက်သွားလိုက်ကြအောင်โอเคကျွန်တော်တော့ဖျားသွားချီခိုးမှာဖြစ်တယ်ခုတော့ကျွန်တော်ဖျားရင်သုံးသွားချီခိုးမယ်ကန်တော်ကြီးတဲကဖျားကိုသွားပြီးဖျားကြောမှာဖြစ်ပါတယ်โอเคဘုရားတရားတွေကတော့လုံး special ကနေကြတယ်ပေါ့နော်။ဒါဆိုရင်ယောဂကျင့်တာတွေပါရှိတယ်။အိပ်ပြီးကျင့်တာတွေနော်လှုပ်လှုပ်ရှားရှားတွေမျိုးစုံရှိတယ်ပေါ့နော်။ Okay. Okay ဘုရားတော်မှာဖြစ်တဲ့အတွက်နော်ဘုရားတော်ပဲသွားမယ်။ Okay ဘာလို့လဲကျွန်တော်ဖျားတက် ဝါရီထွက်ရမယ်နော်ဝါရီရောက်လေလာလို့မလာတာဟုတ်လားဟုတ်လမ်းကောက်လာတယ်ဆရာပေါ်မလားလောက်ကြတော့ဒါကကျွန်တော်တို့ဆရာတွေရောက်တာပေါ့နော်။ဒါတွေမှာနေပါကြောတာတွေပါလို့လုံးလိုက်ပါမယ်နော်။ Okay. Okay ခုစဉ်တော့ကျွန်တော်ဒီဒါကန်တော်ကြီးတွေကနော်ပကံလုံးကျွန်းဘက်မှာရှိတယ်ဖရာလေးဖြစ်ပါတယ်။နော်အရင်ဆုံးကြီးကြီးချင်းလေးပြနော်။ Okay အဲ့တော့ကျွန်တော်ကလောဆယ်ဒီဘက်အချမ်းကြည့်တာဖြစ်လိုက်တယ်နော်ဟိုဘက်ကလူတွေဆိုကျွန်တော်ကြံခဲ့ပြီ။ဒီဘက်မှာဆိုသူတို့အိတ်ထားလုံးနေတဲ့လူတွေရှိတယ်ဒီဘက်မှာလေးချင်းကလုံးနေရှိတယ်နော်။အဲ့ဘကိုလေးချက်သွားမယ်။ Okay အဲ့ဒါတစ်ချက်တော့ like ကြည့်ပေးခဲ့ကြပါဦး။ခုမှနေလေးရထွက်ခါစားလေးဖြစ်နေရကြ။ Okay သွားကြအောင်ဒီမှာရောဖျားကြောပြီးပါဆိုတော့ဖျားလေးကနေတစ်ချက်ပြန်ထွက်မယ်နော်ကျွန်တော်တော့ဝယ်ကျွန်တော် တယောက်တွေးမဝင်တယ်လို့ပြောတယ်အဲ့ဒီလမ်းမှာခဏခေါ်တာခဏကြီးခဏကဘယ်တော့တော့လဲ Okay ဖျားချီကိုပြီးပါဆိုတော့ချောကြမှာလို့ဆိုတော့ဒီနေ့ Okay အဲ့တော့ကျွန်တော်ခုနကလို့ရှိရင်ကျမရဲ့ရှယ်လေးလုံးမယ်နော်အဲ့တော့ကျွန်တော်လည်းဒီလိုက်ထည့်ကြပါနော်အဲ့တော့ကျွန်တော်တို့ကျမရဲ့လေးချင်းလုံးနေကြပါနော်အဲ့ကိုပုံစံမျိုးစုံနဲ့ကျမကြီးတင်လုပ်လို့ရတယ်နော်ကျမကြီးတင်ကတော့ပုံစံမျိုးစုံနဲ့လုပ်လို့ရတယ်လူတွေအများကြီးလဲထက်သွားဖြစ်တာလုပ်ပြီးတော့အောက်ကစားလုပ်နေကြတယ်ဒါတော့ကန်တော်ကြီးထဲမှာမနေ့တိုင်းရှိတယ်မနေ့တိုင်းအောက်ကစားလုပ်ကြတယ်မနေ့တိုင်းပြေးကြသွားကြတယ်သူကကျမကြီးကောင်းလို့လူတွေကစားကြတဲ့ပုံစံအဲ့တော့ကျွန်တော်ပေါ်လေးချက်ဆက်ကြည့်လိုက်မယ်Okay ဒီမှာတော့ကျွန်တော်တို့မန္တလေးမှာလိုပဲအေးရုပ်
ဒီတော်တော်များများကဟိုဟာဒီလိုရမယ်ဘောက်တွေဖွင့်ပြီးတော့ကကြတာတွေပါရှိတယ်နော်အဲ့လိုတော့ရှိတယ်အဲ့တော့ထပ်ပြီးကြည့်လိုက်ကြအောင်နော်โอเคအားတော့ကျွန်တော်တို့ခုကတော့ကျွန်တော်ကဘုရားပတ်ဖူးတယ်ကျွန်တော်ဒီလေးကချို့ຢာလေးတွေကိုရိုက်ပြရတယ်ဗောနော်အဲ့တော့တစ်ချက်လောက်ကြည့်လိုက်ကြအောင်နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါကန်တော်ကြီးတွေကရှိတဲ့ຢာတွေနော်ဒီချင်းလေးပဲပြမယ်โอเคဒါတော့ကျွန်တော်ဒီဘက်ကိုပြန်ထွက်ရမှာနော်โอเคအဲ့တော့တစ်ချက်လောက်အဲ့ဒါကြပါနော်အဲ့တော့ပါမယ်ကျွန်တော်အားကစားလုပ်ရမယ့်နေရာကိုပဲပြန်သွားမယ်ပြီးလို့ရှိရင်အဲ့ဒီမှာပဲအားကစားလုပ်တော့မယ်နော်โอเคဒါဆိုရှေ့ဘက်ကိုတစ်ချက်လှည့်ပေးမယ်ကောင်းတယ်ရှေ့သွားဒီကနေ့တော့ရှေ့သွားပြီဒါတော့ကျွန်တော်အပြန်ကဖြက်လန်းနေတာပေါ့ကြားထဲထွက်လာလိုက်တာဟာအဲ့တော့ရှားလေးကဖြတ်လာလိုက်တာဖြစ်တဲ့အတွက်နည်းနည်းလေးတော့ရှုပ်စိနော်စပိန်သမားတွေကတော့အပြင်ဘက်မှာစပိန်စီးကြတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကလမ်းလျှောက်တဲ့လူတွေဖြစ်တဲ့အတွက်ဒီအကျဉ်းထဲမှာပဲလမ်းလျှောက်ကြတယ်ဒီကတော့မနေ့တိုင်းလူတွေကဒီမှာအားကစားလုပ်နေကြရှိပြီးတော့ပြောရင်ဆိုရင်လေလေးရှူလိုက်တာအရန်ရှူလို့ကောင်းတယ်ဗျာကိုယ်တိုက်ခန်းထဲမှာကိုယ့်အကိုရှူရတာနဲ့စာရင်ဒီဘက်မှာနော်လေရှူရတာရက်မိုက်အောက်ဆီဂျင်ပြေးသွားတယ်လို့ခံစားရတယ်နော်အောက်ဆီဂျင်ပြေးသွားတယ်လို့ခံစားရတယ်ပြီးတော့ပို့ပြီးတော့စိတ်ကိုလန်းဆန်းတက်ကြစေနော်လန်းဆန်းတက်ကြစေပေါ့ဟိုမနက်ခင်းစောစီအလုံးအဲ့လိုသွားပြီးတော့မှအလုံးလုံးတယ်ဆိုလို့ရှင်အလုံးတွေကအလုံးလုံးနေစင်ပြေနေရလားကြံကောင်းနေရလားလို့တော့ထင်ရတော့အောင်ကြံဟိုပြောပြမယ်ပို့ပြီးတော့စိတ်ရှင်လန်းတယ်ပေါ့နော်မကင်းစောစီလန်းချရင်စိတ်ရှင်လန်းတယ်အလုပ်လုပ်ရတာအဆင်ပြေတယ်ပေါ့ဒါတွေရောရှိတယ်နော်ဒါတကယ်တမ်းဆိုလို့ရှိရင်တို့များသောအဖြစ်ရပါတော့ဘာလဲဆိုတော့လူတွေကအိတ်နေကြတာများတယ်ဆိုတော့နည်းနည်းပါးပါးလောက်ကပဲဒီလိုပြေးရလွားတာဘာညာလောက်တာရှိရပါတော့အဲဒါကြောင့်မလို့သူကနည်းနည်းတော့ဟိုဖြစ်တယ်လူတိုင်းတော့အများကြီးတော့မရှိဘူးဒါပေမဲ့ဒီနေ့ကလည်းနည်းနည်းလူနည်းတယ်လို့ဆိုအောင်ခါတိုင်းရက်ဒီမှာဆိုလို့ရှိရင်လူတွေအများကြီးပါโอเคအဲ့တော့ကျွန်တော်တို့ကျမ်းမာရေးလေးချင်းကနေလုံးမဲ့နေရတာဒီနားလေးကိုပဲရွေးချယ်လိုက်မယ်နော်โอเคလောဆယ်တော့ဒီဘက်ကိုရွေးချယ်လိုက်မယ်နော်โอเคဒါဒီ crate တဲ့တယ်မှာပဲပါလို့တော့မယ်ပေါ့အားစားလို့တော့နော်သူကအများကြီးတော့မဟုတ်ဘူး။အဲဒါဆိုတော့နည်းနည်းပါးပါးလုပ်လို့ရတယ်နော်။ဒီကသွေးပူသွားရုံတော့ပဲ။ဘုကကျွန်တော်ကဒီလာလို့ဆိုတာသွေးပူသွားရုံတော့ဒါ။ဒီရတွေပြရင်းနဲ့သွေးပူသွားအောင်လုပ်ဖို့အတွက်ဆိုတော့ကျွန်တော်လုပ်တာကတော့အရင်မများဘူး။ဒါနည်းဘိုက်ပူနေလို့ဆိုတော့ဘိုက်လေးချဖို့တော့ပဲ။ဒီနေရာလေးတော့နော်။ Okay ။ဒါဆိုတစ်ချက်တော့ကြည့်လိုက်ကြပါခင်ဗျာ။လူကြီးအများကြီးဆိုတော့ကျွန်တော်စရိုက်ခါဆိုတော့ရှက်နေလို့ပါခင်ဗျာ။ဟုတ်တယ်တော့ဒီလေးချင်းကနေနေပြန်ပါတော့။အားတိုင်းကတော့ကျွန်တော်အများကြီးရေးရလုပ်တယ်ပေါ့ဒီနေ့ကတော့သွားပြီးတော့သွားမယ့်နေရာရှိသေးကိုဒီလောက်နဲ့ပဲနားလိုက်တော့နော်ကန်တော်ကြီးထဲမှာဘာတွေရှိလဲဆိုရင်တော့ဒီကန်တော်ကြီးထဲမှာကတော့ကာရိုကြီးရှိမယ်ပြီးရင်တော့ဟိုဘက်ချမ်းထဲပေါ့နော်ကျွန်တော်တို့ဟိုဘက်မှာမြင်နေရတဲ့အချမ်းထဲဝင်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကပတ်စံပေးရတယ်တယောက်ကို900လားမသိပေးရတယ်
900ပေးရတယ်ပေါ့နော်ကျွန်တော်ဝင်တော့900ကျန်တဲ့လူတွေဝင်လာတော့ကျွန်တော်လည်းမသိတော့ဘူးအဲ့တော့ဒီဘက်မှာဆိုရင်တော့မနက်ခင်းလူတိုင်းလမ်းလျှောက်နိုင်အောင်လို့သူပတ်စံမကောက်ထားဘူးပေါ့နော်ဒီဘက်ရှမ်းအောင်လို့ဟိုဘက်ရှမ်းကတော့ပတ်စံကောက်တယ်အဲ့တော့ဒါဒီနေ့တော့ဗာလဲဆိုပထမဦးဆုံးရိုက်တဲ့ဗီဒီယိုဖြစ်တဲ့အတွက်ကျွန်တော်ကနည်းနည်းရှက်စိတ်လေးတွေရှိနေပြီနော်ရေးတင်းတင်းမရိုက်ရဘူးဒီအတွက်တော့နားလည်ပေးပါလို့ပြောချင်တယ်နော်အဲ့တော့အခုကျွန်တော်တို့ပြန်မယ်ပေါ့နော်ပြန်မယ်ဆိုတော့အဲ့ဒါလေးကိုရှက်လိုက်ခဲ့ပြီပေါ့နော်ဒီကနေကျွန်တော်ဘာတွေဘယ်ကိုဆက်သွားမလဲဆိုတာရှက်လိုက်ကြည့်ကြပါနော်โอเคဒီတော့သိမ်းလိုက်နော်တောက်ဒီပါကိုသိမ်းလိုက်မယ် โอเคခုဆိုရင်တော့ကျွန်တော်ဒီလိုပြန်တော့မယ်ပေါ့ဗျာဟောပြန်တော့မယ်တကယ်တမ်းတော့ဒီလောက်တင်မဟုတ်ပါဘူးကျွန်တော်ကဒီကဘူရီရိုက်နေရဖြစ်တဲ့အတွက်ပြီးတော့ပြလက်ရှိတာဖြစ်တဲ့အတွက်ခဏလေးနဲ့ဖြတ်လိုက်တော့ဒီတန်းတော့ကျွန်တော်ကြိုက်တာတော့အများကြီးပဲနော်ကျွန်တော် normal ကစားရင်အများကြီးကစားတယ်နော်ဒါပေမဲ့ဟောပေါ့ခုကတော့နော်ဘာလဲဆိုအချိန်မရတော့လို့ဟာဒီလောက်လေးနဲ့လည်းကျွန်တော်ကြားလိုက်ဒါလည်းပထမဦးဆုံးရိုက်တဲ့ဗီဒီယိုဖြစ်တဲ့အတွက်ဒီကမှာကြောက်တာရှက်တာလေးနည်းနည်းပါတယ်သိတာမသိရပါမယ်ကိုယ့်အကူတော့သိတယ်တခုခုမြန်လာပြောကြမလားခုမြန်ပြောနေမလားဒါလေးကြောင့်ကျွန်တော်နည်းနည်းဟောဖြစ်တာပါနော်โอเคအဲဆိုရှက်တော့ပြန်မယ်ဗျာနော် โอเคပါခုတော့ကျွန်တော်ပြန်ပြီ